အခုကကျွန်တော်ကဒီ Virginia ရဲ့ဒီ Welcome Center ရဲ့သူတို့ရဲ့ဒီ Center မှာပေါ့နော် Welcome Center မှာရောက်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့များတော့အဖြစ်ကျွန်တော်ထင်ကြတာကဒီ Country Music တွေက next week ကနေအစားပြုတယ်လို့ကျွန်တော်တို့ထင်ကြတယ်ပေါ့နော်ကျွန်တော်လည်းအဲ့လိုပဲတိကျတယ်ပေါ့နော်ဒါပေမဲ့တကယ် Country Music အစားကကျွန်တော်တို့ Virginia ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီမြို့ရဲ့အခုဒီအဝင်ရဲ့နားမှာသူတို့ museum ရှိတယ်ဆိုတော့အဲ့ဒီမှာသူတို့ဒီ country music ရဲ့အကြောင်းကိုသူတို့လေ့လာလို့ရတယ်ပေါ့နော်အခုဒီမှာကျွန်တော်ပြမယ်အခုဒီမှာပေါ့နော်ဒါက country music ရဲ့ဒါလား country music museum ပေါ့နော်အဲ့ဒါရှိတယ်ဆိုတော့ကျွန်တော်တို့ state တစ်ခုကို Virginia ကိုလာတယ်ဆိုရင်ကျွန်တော်တို့ဘယ်သွားရမလဲနော်ကျွန်တော်မသိကြအောင်ဘယ်သွားရမလဲဘယ်ကိုသွားလာလေရမလဲဒါ banjo ပေါ့နော် banjo ကျွန်တော်ခေါ်ရ banjo လို့ခေါ်တယ်ကျွန်တော်လီဆူတိုင်းရင်းသားတွေဆိုတာဒီ instrument ကိုတော်တော်ဒါသူတို့ရဲ့ tradition ထဲမှာတကယ်ဒါအသုံးပြုပြီးဒါဘယ်လိုခေါ်လဲတိခတ်ကြတယ်ပေါ့နော်ဆိုတော့ဒီမှာဘယ်လိုပေါ့နော်အဲ့ museum ရဲ့အထဲကပုံရိပ်လေးတွေအဲ့လိုလေးထားတယ်ဆိုတော့ဆိုတော့ဘယ်နေရာပဲရောက်ပေါ့နော်ကျွန်တော်တို့ state တစ်ခုကိုစဝင်နေဆိုရင်လေကျွန်တော်တို့ state တစ်ခုကိုစဝင်နေဆိုတာ ਨੇ ကျွန်တော်အဲ့ state မှာတွားချင်တဲ့နေရာလေးတွေကျွန်တော်တို့မတွားတတ်ဘူးဆိုရင်ကျွန်တော် state တစ်ခုကိုဝင်နေဆိုရင်လေစိတ်မှာဖြစ်ဖြစ်ပေါ့နော်လေစိတ်မှာဖြစ်ဖြစ်ကျွန်တော်ကားနဲ့တွားတယ်ဆိုရင်လည်းအဲ့လိုဝင်ချင်းအဲ့လို rest area တို့မှာသူတို့ကအမြဲတမ်းဒီလိုကြော်ညာလေးတွေသူတို့ထားတယ်အဲ့ကကြတော့ဒီ Virginia မှာသူကလဲပတ်လို့ရတဲ့နေရာတွေပေါ့နော်အဲ့လိုကျွန်တော်တို့ဘယ်နေရာလဲပတ်လို့ရလဲcruise Norfolk မှာဆိုရင်အခုဒါကျွန်တော်တို့နေတဲ့မြို့မှာပေါ့နော်ဒါကျွန်တော်နေတဲ့မြို့နားမှာဆိုရင်သူကအဲ့လို cruise ရှိတယ်အဲ့ကနေတင်မောတက်လို့ရတယ်အဲ့လိုအစရှိတဲ့အရာလေးတွေပေါ့နော်ဆိုတော့ဒါ Virginia Beach ပေါ့နော် Virginia Beach ကဒီလိုလေးတွေပေါ့နော်ဆိုတော့ဒီမှာအဲ့လိုလဲပတ်လို့ရတဲ့နေရာတွေသူတို့စပိန်စီလိုနေရာရတဲ့နေရာမျိုးတွေရှုခင်းနဲ့ဆိုင်တဲ့အရာမျိုးတွေပေါ့နော် Virginia Beach ဆိုတော့အဲ့လိုလေးတွေလောက်ထားတယ် And that's one. This is what we're good. Very good. So ဒီမှာဆိုရင်သူတို့စာအုပ်ရှိတယ်ပေါ့နော်ဒါ Virginia ရဲ့တကယ်လဲပတ်လို့ရတဲ့လဲပတ်လို့ကောင်းတဲ့နေရာတွေပေါ့နော်အဲ့လိုလေးတွေသူတို့အဲ့လိုမှတ်တမ်းလုပ်ထားတဲ့ magazine လုပ်ထားတဲ့အရာလေးတွေရှိတယ်ဆိုတော့ okay ကျွန်တော်တို့မိတ်ဆွေတွေကိုလည်းကျွန်တော်တိုက်တွန်းချင်တယ်ကျွန်တော်ဒေတာတစ်ခုခုရောက်တယ်ဆိုရင်ခဏတော့ပြောသွားသလိုပဲလေစိတ်မှာအဲ့လို information center မှာပေါ့နော်ကျွန်တော်တို့ရောက်တဲ့ state ရဲ့ကျွန်တော်တို့ population နဲ့အဲ့ဒီမှာလဲပတ်လို့ရတဲ့နေရာလေးတွေပေါ့နော်အဲ့လိုယူပြီးမှသွားလာရလို့ရတယ်လို့ဒီကားနဲ့သွားတယ်ဆိုရင်လည်း welcome center တွေ rest area တွေမှာအဲ့လိုလေးတွေလောက်ထားတာရှိပါတယ်ဆိုတာကိုလည်းပြောပြချင်ပါတယ်ဟုတ်ပြီအရောက်တိုင်းเนาะ God bless you ပါ The city of Bristol has about 26,000. Okay. The next county up is Washington County, and it goes from the city of Bristol over to the Grayson County line. There's about 54,000 in that county. Okay. There's small towns within that county. Abingdon has about 8,200 people. Damascus has 750 people. So very small. Names are quite like straight from some biblical names. So. Yeah, all kinds of good names. Yeah, it's good. Okay. Opportunities. So I think there's some opportunity available around here, but you kind of. What do you do?